နာမမတပါအခြားသောနာမမရှိဘူးဟာလေလုယာယေရှုနာမတော်ကိုလက်ခုပ်တီးပြီးတော့မှချီးမွမ်းကြရအောင်ကဲတင်ရှင်အပြစ်လွတ်သောအရှင်ဖြောင့်မတ်စေသောအရှင်မျက်နာမှာချိုးသာလားမြင်နေကောင်းကင်ရွှင်မြူရာမျက်နာမှာချိုးသာလားမြင်နေကောင်းကင်ရွှင်မြူရာယေရှုမျက်နာမှာတော့ယူပါစိတ်ပင်ပန်းဝန်လေးတော်သူငြိမ်တဲ့ဝမ်းမြောက်ခြင်းကြောင့်ဖြစ်ရာတွားလေရာရာပါဆောင်ယူမျက်နာမှာချိုးသာလားမြင်နေကောင်းကင်ရွှင်မြူရာမျက်နာမှာချိုးသာလားမြင်နေကောင်းကင်ရွှင်မြူရာထိုနာမတော်ဟာတင့်ကိုကယ်တင်နိုင်သောနာမဖြစ်တယ်ခွင့်လွတ်နိုင်သောနာမဖြစ်တယ်အပြစ်ရှိမြတ်ကိုစေကြောနိုင်သောနာမဖြစ်တယ်နာမတကားတို့ရဲ့အမြင့်ဆုံးသောနာမသည်ထိုယေရှုခရစ်တော်ရဲ့နာမတော်မှာဖြစ်ပါတယ်ဟာလေလုယာယေရှုမျက်နာမှာတော်ယူပါစေပင်ပန်းဝန်လေးတော်သူငြိမ်တဲ့ဝမ်းမြောက်ခြင်းကြောင့်ဖြစ်ရာတွားလေရာရာပါဆောင်ယူမျက်နာမှာကောင်းမြတ်သောနာမချိုးသာလားမြင်နေကောင်းကင်ရွှင်မြူရာမျက်နာမှာချိုးသာလားမြင်နေကောင်းကင်ရွှင်မြူရာဝေါယနေ့တည့်ရဲ့ပြဿနာကဘာမှမဟုတ်ဘူးဖြစ်တယ်တင်းရဲ့အပြစ်ရှိတယ်လို့ခံစားချက်ကလေးတွေဘာမှမဟုတ်ဘူးယေရှုရဲ့အသွေးတော်အောက်မှာအလုံးစုံတဲ့ဖြောင့်မတ်တော်သူဖြစ်တာဖြစ်တယ်တင်းကိုတင်းအားမငယ်နဲ့စိတ်သက်မကြနဲ့တင်းကိုတင်းရှက်နေတာမျိုးတွေမဖြစ်နဲ့ယေရှုအသွေးတော်ဟာတင်းကိုဆေးကြောနိုင်တယ်ဖြောင့်မတ်စေနိုင်တယ်သူရဲ့အသွေးသက်ဆက်ဟာတင်းကိုကယ်တင်နိုင်သောအသွေးဖြစ်တယ်အသွေးတော်ရဲ့တကိုးဟာတင်းအတွက်လုံလောက်တာဖြစ်တယ်ဒါကြောင့်ဒီနေရာမှာသခင်ယေရှုခရစ်တော်ရဲ့ပြည့်စုံခြင်းကိုကြည့်တဲ့အခါမှာအော်အဲ့လိုယေရှုခရစ်တော်ဘယ်သူလဲ